တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းဘီလာရုစ်နိုင်ငံအတွက်ဆုတောင်းပါ89ခုမြောက်သောစာလံအပိုက်ငယ်15မှ16အိုးထာဝရဖျားနှိုးဆော်တော်မူခြင်းအတန်ကိုနားလေသောလူမျိုးသည်မင်္ဂလာရှိပါ၏သူတို့သည်မျက်နာတော်အလင်း၌သွားလာရကြပါ၏နာမတော်၌အစဉ်ဝမ်းမြောက်၍ဖြောင့်မတ်တော်မူခြင်းတရားအဖြစ်ချီးမြှောက်ခြင်းသို့ရောက်ရကြပါ၏အာမင်ဆုတောင်းကြပါစို့အိုးအဖထာဝရဘုရားကိုရောဤလူမျိုးတို့ကိုနှိုးဆော်တော်မူပါအတန်တော်ကိုကြား၍နားလေနိုင်စေပါမိမိတို့၏အပြစ်ကိုဝင်ချတောင်းပန်လျက်ရှေ့တော်၌ထိုဘီလာရုစ်နိုင်ငံသည်မျက်နာရပါစေသောနိုင်ငံအပေါ်၌ဘုရားသခင်၏မျက်နာတော်အလင်းထွန်းလင်းတောက်ပစေပါဖာဆိုးရသည်အစဉ်ဝမ်းမြောက်၍ဖြောင့်မတ်ခြင်းတရားဖြစ်တည်လျက်ဆောင်ရွက်တတ်စေရန်တွင်တင်တော်မူပါဖာအသင်းတော်မိသားစုများသည်ဘုရားရှိ၏နာမတော်ကိုအစဉ်ချီးမွမ်းခြင်းနှင့်ကိုးကွယ်တတ်ရန်ထိုသူတို့၏နှလုံးသားများတောက်လောင်ပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းကြပါ၏အာမင်